အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့အထက်တန်းရှိနေတော့ဤဖြူနှင်းမဲ့ဖြစ်ပါတယ်မေးခွန်းလေးတစ်ခုမေးမြန်းထားတာပါလင်မယားစကားများလို့ယောက်ျားကမိန်းမကိုရရင်ရောအေးယူလို့ရသလားတဲ့ဒီမေးခွန်းလေးဖြေကြားပေးရမယ်ဆိုလို့ရှိရင်လင်မယားပဲဖြစ်ဖြစ်မိတ်ဆွေတငယ်ချင်းတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်တမီးကြီးစားတွေပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်စကားများကြတယ်စိတ်ခက်မသိလို့တယောက်နဲ့တယောက်နဲ့စကားများကြတယ်အဲ့လိုမျိုးစကားများကြတဲ့အခါမှာရိုက်ပိုင်ခွင့်ရှိတယ်ရိုက်လို့ရတယ်ဆိုပြီးတော့ဘယ်ဥပဒေမှာပြဋ္ဌာန်းထားတာမရှိဘူးလင်မယားဖြစ်သွားတယ်နှစ်ယောက်တယောက်နဲ့တယောက်ချစ်လို့ခင်လို့နော်နှစ်ယောက်တူတူပေါင်းတင်ကြတယ်အဲ့လိုမျိုးပေါင်းတင်ကြတဲ့အပေါ်မှာနောက်တစ်ချိန်မှာအခက်မသိလို့စကားများကြတဲ့အခါမှာယောက်ျားဖြစ်တဲ့သူကမိန်းမဖြစ်တဲ့သူကိုရိုက်လို့ရတယ်မိန်းမဖြစ်တဲ့သူကယောက်ျားဖြစ်တဲ့သူကိုရိုက်လို့ရပါတယ်ဆိုပြီးတော့ဘယ်ဥပဒေမှာပြဋ္ဌာန်းထားတာမရှိဘူးဒီအတွက်တကယ်လို့ရိုက်လိုက်တယ်ဆိုလို့ရှိရင်တစ်ဖက်ကဥမာယောက်ျားဖြစ်တဲ့သူကမိန်းမဖြစ်တဲ့သူကိုရိုက်လိုက်တယ်အဲ့လိုမျိုးရိုက်လိုက်တာဆိုရင်မိန်းမဖြစ်တဲ့သူကဒါကိုမကျေနပ်တဲ့အခါမှာယောက်ျားဖြစ်တဲ့သူကိုအေးအေးယူလို့ရတာဖြစ်တယ်အဲ့လိုမျိုးအေးအေးယူတဲ့အခါမှာယောက်ျားဖြစ်တဲ့သူကသုံးတဲ့လက်နက်ပေါ်မှာမူတည်ပြီးတော့ရရှိတဲ့ဒဏ်ရာပေါ်မှာမူတည်ပြီးတော့အေးအေးယူလို့ရတာဖြစ်ပါတယ်တကယ်တမ်းရိုက်ခံရမယ်အဲ့လိုမျိုးရိုက်ခံရတဲ့အခါမှာရတဲ့ဒဏ်ရာကိုဓာတ်ပုံရိုက်ထားမယ်ပြီးသွားတဲ့အခါမှာဆေးရုံမှာသွားပြီးတော့ပြထားမယ်ဆေးစာလုပ်ထားမယ်အဲ့လိုမျိုးလုပ်ပြီးတဲ့အခါမှာဓာတ်တွေပေါ်မှာမူတည်ပြီးတော့ကိုကမကျေနပ်ဘူးဆိုလို့ရှိရင်သွားပြီးတော့တိုင်ကြားလို့ရတာဖြစ်ပါတယ်ရရှိတဲ့တရားပေါ်မှာမူတည်ပြီးတော့သုံးတဲ့လက်နက်ပေါ်မှာမူတည်ပြီးတော့ပုံမှန်တွေကကွဲပြားသွားမှာဖြစ်ပါတယ်ရာဇသတ်ကြီးပုံမှာ323 324 325 326ဒါကခုနကပြောသလိုရတဲ့တရားပေါ်မှာမူတည်ပြီးတော့ဥပမာဒီဒုံးနဲ့ရိုက်လိုက်လို့ခေါင်းကွဲသွားတာလားဒါမှမဟုတ်လို့ရှိရင်ဓာတ်နဲ့ထိုးလိုက်လို့ကက်ကြီးနဲ့ထိုးလိုက်လို့တခုခုဒဏ်ရာရသွားတာလားเนาะဒီတွေပေါ်မှာမူတည်ပြီးတော့ပုံမှန်တွေကခုနကပြောတဲ့ပုံမှန်တွေပေါ့เนาะကွဲပြားသွားမှာဖြစ်ပါတယ်လို့ဖြေကြားပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်